အားလုံးပဲမင်္ဂလာပါမဲရာအခုအိမ်အလုပ်သိမ်းပြီးအိမ်ပြန်ခါနီးမှာပေါ့နော်မဲရာစိတ်ထဲမှာတက်တဲ့အရန်ခံချင်တဲ့အရာတစ်ခုဒီညနေရလာတဲ့အတွက်ကြောင့်မို့မဲရာအနည်းငယ်တက်တဲ့ခံချင်တယ်အဲ့ဒါပါလဲဆိုတော့လွန်ခဲ့တဲ့နှစ်လောက်ကတည်းကနေပြီးမှာပေါ့နော်လူတစ်ယောက်ကပန်းကလုံးဝမလှဘူးအပန်းကမလှဘဲနဲ့အဲ့မိုးလည်းတအားရွာတယ်အဲ့ဒီအချိန်မှာမဲရာကနေပြီးမှအိမ်ကနေဒီကိုလာတယ်ဆိုင်သိမ်းခါနီးမှာမိုင်းရာလာပြီးမှအမျိုးသားကိုလာကြိုတဲ့အချိန်မှာကားပကင်ကနေကားပကင်ထိုးပြီးမှပြန်လာတဲ့အချိန်မှာမိုးလဲရွာနေတဲ့အချိန်မှာလူတစ်ယောက်ကမုတ်စိတ်မွေးကြီးနဲ့ပိန်ပိန်ညောင်ညောင်နဲ့ပန်းစည်းကိုကိုင်းပြီးမှတဆိုင်ဝင်တဆိုင်ထွက်သူအဲ့ဒီပန်းစည်းနဲ့အစားလိုက်လဲနေတာမိုင်းရာရှေ့မှာတွေ့တယ်ဒါပေမဲ့သူ့ကိုကြည့်ဘယ်သူမှလည်းအစားမလေးပေးဘူးဘယ်သူမှလည်းဘေးဆိုင်မဆိုသူ့ကိုညှင်းလွတ်လိုက်တယ်သူ့ရုပ်ကလည်းဘိုင်းမွေးကြီးနဲ့မုတ်စိတ်မွေးကြီးနဲ့ပိန်ပိန်ညာမျက်လုံးပြူးပြူးအုတ်ထုပ်ကဆောင်းမိုးရွာတော့အုတ်ထုပ်ကဆောင်းတာတကယ်ကျွတ်ဆုပ်လိုမျိုးဖြစ်တဲ့အခါကျတော့ဘေးဆိုင်မှသူ့ကိုအစားတောင်မလေးပေးဘူးအဲ့ခါကျမိုင်းရာစိတ်ထဲမှာတနာလာတယ်တနာလာလို့သူ့ကိုခေါ်တယ်သူ့ကိုလာခေါ်ပြီးမှသူ့နောက်ပြေးပြီးမှနင်ငါနောက်လိုက်ခဲ့နင်ဘိုက်စာလားလို့ပြောတော့ဟုတ်တယ်တဲ့သူဘိုက်စာတယ်တဲ့ဘယ်သူမှသူပန်းမလေးပေးဘူးတဲ့အဲ့လိုမျိုးโอเคငါနင်ကိုနင်ငါ့ကိုပန်းပေးဆရာမလို့ငါနင်ကိုအစားကျွေးမယ်လို့လိုက်ခဲ့ဟိုနားမှာချုံခီဆိုင်ရှိတယ်လို့သူ့ကိုခေါ်လာလိုက်တာခေါ်လာပြီးမှဆိုင်ကမီနူးတစ်ခုပေါ့နော်ဟိုသူ့ကိုလုတ်ပေးလိုက်တယ်နင်ဝတ်သားစားလားဆိုအကုန်စားတယ်သူအကုန်စားတယ်တဲ့အခါဆိုโอเคဒါဆိုလို့ရှင်ကနင်ကိုလုတ်ပေးမယ်အဲဆိုမှသူ့ကိုလုတ်ပေးလိုက်တယ်အဲကြောင့်မှသူကအရာကြီးစုတင်တဲ့အနေနဲ့မိုးတွေလည်းရွှဲနေပြီအဲ့နဲ့သူကမိုင်းတော်သူကင်ထားတဲ့ပန်းကိုပေးတယ်နင်ငါ့ကိုပန်းပေးစရာမလိုဘူးလို့ဒီအစားကိုငါနင်ကိုအလကားကျွေးတာလို့ပြောတယ်မဟုတ်ဘူးတဲ့ငါပန်းနင်ကိုငါပန်းပေးမယ်တဲ့โอเคဒါဆိုနင်ပေးချင်လည်းပေးထားလိုက်လို့သူ့ပန်းကလေတကယ်ကိုမလာလားပြင်လဲအကြိုင်းနဲ့ပွင့်လည်းမပွင့်လာအဲ့လိုမျိုးနဲ့သူဒါမဲ့မိုင်းကသူ့ကိုတနာလို့သူပေးတာတော့ယူထားလိုက်တယ်ယူထားလိုက်ပြီးနောက်ရက်ဆိုရင်တခြားပန်းနဲ့သူဟိုဆိုင်ရှိမှာလာကြည့်နေပြီလာကြည့်သူမိုင်းတော်မြင်တဲ့အချိန်မှာပန်းတော်ကငါနင့်ကိုဒီပန်းပေးမယ်တဲ့နင်ငါ့ကိုအစားပြန်ပေးပါလားတဲ့အခါကျတော့မနေ့ကအတိုင်းလဲ it's okay တဲ့အဲ့လာနဲ့သူက okay သူ့ကိုကြည့်ပြီးမှမိုင်းတော်လဲတနာလို့ပန်းကိုပြန်ယူထားပေးတယ်သူ့အစားပြန်ကျွေးတယ်အဲ့လိုနဲ့ညတိုင်းလို့သူကဝင်လာပြီဝင်လာပြီးမှဟိုဒီနေ့ကတော့တဲ့ပန်းမရှိတော့ဘူးတဲ့ငါနင့်ကိုတဲ့ဟိုတခြားပေးမယ်ဆိုပြီးမှ तू ကလေတနင်္လာနေ့တိုင်းမှာအမ်စတာဒမ်မှာကျတော့တနင်္လာနေ့ညဆိုလို့ရှိရင်အမိုက်တွေပြစ်တဲ့ညဖြစ်တယ် तू ကအဲ့အမိုက်တွေပြစ်တဲ့အထက်မှာ तू ကကောင်းတဲ့အရာကိုလိုက်ကောက်လာပြီးမှမိုင်းတော့အိုးနဲ့လာလေးတယ်ပြီးရှင်ပန်းအိုးတွေနဲ့လာလေးတယ်तू ကအဲ့ဒုတိယအချိန်မှာဒီမှာသူဒီပန်းအိုးကိုသူကောက်လာပြီးမှဒီပန်းအိုးဒီပန်းမရှိဘူးတဲ့ငါပန်းအိုးပဲရှိတယ်တဲ့အဲ့ဒါသူ့ကိုတနာလို့မိုင်းတာပြန်ယူထားလိုက်တယ်ပန်းအိုးယူတယ်မိုင်းကပန်းအိုးလည်းမလိုဘူးလို့ဟိုအဲ့ခါကျတော့သူပြန်ယူလိုက်တယ်ပြီးလို့ရှင်သူကတခုခုမပေးဘဲနဲ့သူဘာမှမစားချင်ဘူးတဲ့အဲ့ခါကျတော့ okay ဆိုမှမိုင်းတာပန်းအိုးပြန်ယူတယ်အစာကိုပြန်ပေးတယ်အဲ့ဒီလိုနဲ့နှစ်အကြာကြီးကြာလာတယ်ပေါ့နော်သူဟိုပေးလိုက်တယ်ဒါပေမဲ့သူ့ကိုပြောတာတခြားမိုင်းတာလာတဲ့ရက်မှာပဲရမယ်နော်လို့တခြားလူတွေဆိုလို့ရှိရင်မင်းကိုမသိတဲ့အတွက်ကြောင့်မို့အလုပ်တွေရှုပ်နေတဲ့အချိန်မှာအဆင်ပြေမှာမဟုတ်ဘူးလို့ကိုလာတဲ့အချိန်မှာကြားလို့ရှိရင်ငါနင့်ကိုပေးပါမယ်လို့သူအဲ့လိုပြောတယ်အဲ့လိုပြောတာပြောချင်တာကဒီလိုနဲ့ तू ကလမ်းပေးကောက်လာလိုက်ပြီးရင်လာစားပေးလိုက် तू တခါတလေကြားလို့ရှိရင်အဲ့ဒီအစားတောက်တာမက तू ကဟိုဟာစားချင်တယ်ဒီဟာဆို complaint ကများလာတယ်complaint ကများလာဒါပေမဲ့ပေးလိုက်ပါလို့ဘာပဲဖြစ်အစားတစ်ခုပေးတာဘာမှမဖြစ်ပါဘူးလို့အဲ့နဲ့ပေးလိုက်နဲ့ဘာပြောချင်လဲဆိုတော့ तू နဲ့အဲ့လိုမျိုး relationship ကြာလာတဲ့အချိန်မှာ तू ကိုမေးတယ်နင်းလို့ပမာနေရလဲလို့ तू က homeless တဲ့ငါအိမ်ရှိဘူးတဲ့ပြီးဘာလုပ်တာလဲလို့သူမေးတဲ့ခါကျတော့ငါကတဲ့ပန်းဆိုင်မှာတနေကုန်လှုပ်တယ်တဲ့ပန်းဆိုင်မှာလှုပ်တဲ့အချိန်မှာပန်းဆိုင်ကလူတွေကငါ့ကိုပန်းပေးတယ်ဒါနဲ့ငါအစာလေးစားတယ်ဆိုမှသူကပြောတယ်အဲ့ဒါနဲ့သူ့ကိုတနာတော့တယ်အဲ့ဒါနဲ့ကိုကโอเคဒါဆိုလို့ရှိရင်တကယ်လို့ပန်းမရှိလဲလာလို့ရတယ်နော်ပန်းပေးတာ तू ကမပေးဘဲနဲ့တခုခုမပေးဘဲနဲ့မယူတဲ့ခါကျတော့မိုင်းရာဆိုင်မှာလေပန်းနေဆိုဝေစားလို့ဒီညနေလဲဘာပန်းပေးလဲဒီညနေလဲဒီမှာဒီပန်းကိုခုနလေးတင်နေရတာဒီပန်းကတကယ်တော်ဝင်ပန်းမိုင်းရာဘဝမှာတစ်ခေါက်မှမဝယ်ပန်းဆိုင်မှာတော့မှဒီပန်းနေမရအောင်ဟိုမျိုးတော်ယုံနဲ့ဝယ်လို့မရအောင်ပေါ့နော်တကယ်တော်ဝင်ပန်းဒီပန်းကိုဒီညနေသူပြန်လာပေးတယ်ပြီးတော့ဟိုတနေ့လွန်ခဲ့တဲ့2လကပေးထားတဲ့ပန်းဒါလည်းသူပေးထားတဲ့ပန်းကိုလွန်ခဲ့တဲ့2လမှာပေးထားတယ်ဒီပန်းတစ်ခုထဲနော်ဒီပန်းတစ်ခုရေနေနေပဲထထားတာဒါ2လရှိပြီဆက်စချင်းကအစိမ်းရောင်ကနေအခု2လဖြစ်လာတဲ့အချိန်မှာအဝါရောင်လေးကိုပြောင်းသွားတယ်လုံးဝ
ခိုင်ခိုင်မာမာတောင်းတင်ပဲအခုတော့ဘေးအချိန်ထိထပ်ပြီးမှခံမလဲမသိဘူးပေါ့နော်ဒီပန်းနေဆိုတကယ်မိုင်းတာဘဝမှာဟိုကိုကန်ဟော့မှာပဲတွက်ကြည့်ရတယ်အပြင်မှာမဝယ်ရဘူးဒါလိုမျိုးပန်းလေးတွေပေါ့နော်တကယ်ကိုတော်ဝင်ပန်းတွေကိုသူလာပေးတယ်အဆဆိုသူယူလာတဲ့ပန်းကပွင့်ကိုမပွင့်လာတဲ့ပန်းကိုပဲသူယူလာနောက်ကြလို့ဒီနေ့ဆိုလို့ရှိရင်လဲအဲ့ဒါတဲ့အဝါရောင်ဖြစ်လာပြီဆိုလို့ရှိရင်လည်းအဲ့ဒါညိုးသွားတော့မှတဲ့တိတ်မခံတော့ဘူးတဲ့ဒါလေးကိုငါတခြားနင်တို့ဆိုင်ရဲ့ကာလာနဲ့တူတဲ့ဒီဟာလေးကိုပြန်ယူလာပေးမယ်ဆိုမှသူဒီညနေဒါလေးကိုပြန်ယူလာပေးတယ်ပြီးတော့မနေ့ကကြတော့သူမနေ့ကဆိုင်ကိုပြန်လာတဲ့အချိန်မှာဒီတပွင့်လေးပဲဒါဆိုလို့ရှိရင်လဲအနည်းဆုံးတစ်လကျော်ခံတယ်သူ့ရဲ့အတိုင်ကဒီအောက်ကနေပြီးမှတူသွားတယ်ဒီထိတ်အထိကိုဒီပန်းကဒီအတန်ရိုးတာတေပုတ်သွားပြီမဲ့လေဒီအိပန်းကပွင့်နေတော့မှလာနဲ့ချီကိုကြားတယ်ပြောပြချင်တဲ့အရာကသူစစချင်းဆိုဘာမှမဟုတ်တဲ့ပန်းနဲ့တူလာပေးတယ်နောက်ဆိုမိုင်းရအခုဆိုနေ့တိုင်းတူပန်းလာပေးတဲ့ခါကျတော့ဆိုင်မာတွေလည်းပန်းလေးဝယ်စားနေတော့ဒါဟိုတနေ့ကတူပေးတဲ့ပန်းအဲ့လိုမျိုးပန်းနေအများကြီးပဲဟိုဝင်ချင်းအပေါက်မှာလဲပန်းနေအဲ့သူများကနင့်ဆိုင်ကပန်းဆိုင်လားတော့ပြောတယ်ပြောချင်တာအဆဆိုမိုင်းရာတို့ဆိုင်မှာသူ့ကိုမခေါ်တော့ချင်မိုင်းရာပန်းအဆိုကအရာဈေးကြီးတယ်ဈေးကြီးတဲ့ခါကျတော့မိုင်းရာပန်း6တွေကိုပဲဒီလိုမျိုးပန်း6တွေကိုပဲမိုင်းရာထိုးထားလဲရှိတယ်ပေါ့နော်ဒီလိုမျိုးပန်း6တွေကိုပဲထိုင်းကနေတွားတဲ့အချိန်မှာဝယ်လာတယ်ဒီလိုမျိုးပန်း6လေးတွေကိုပဲမိုင်းရာကထိုးတယ်ဘာလို့ပန်းအစ်စ်ကအရန်ဈေးကြီးတာဖြစ်တဲ့ကြောင့်ပန်း6လေးတွေနဲ့ပဲထိုးတယ်တစ်ခွပန်းလေးတွေနဲ့ပဲထားတယ်အခုဆိုလို့ရှိရင်ဒီပန်း6လေးတွေကိုခဏထားပြီးမှတကယ်ကိုစိမ့်လန်းဆိုပြေတဲ့တကယ်ပန်းအစ်စ်တကယ်သူတို့လာရွလို့တကယ်တော်ဝင်ပန်းလေးတွေကိုပဲမိုင်းတာဆိုင်မှာဆိုလို့ရှိရင်ဝေစားနေရပဲဆရာတွေရောက်လာတော့မယ်ဆိုရင်ဆရာတွေကိုတက်ချိုတော့မယ်ဆိုရင်အဲ့ညဆိုရင်တူလာပြီးပန်းစီလလေးယူလာပြီးအဲ့ဆိုနောက်ရက်ကိုဟိုစကီဖို့မှာဆရာတွေတက်ချိုမယ်ဆိုပန်းဝယ်ဆရာမလို့တော့သူယူလာတဲ့ပန်းနဲ့ပဲမိုင်းတာဆရာတွေတက်ချိုတယ်အဲ့လိုပဲသူကလေမိုင်းရာမှာလိုအပ်တဲ့တခါတလေချလို့ရှင်သူလမ်းဘေးမှာကောက်လာတဲ့အရာတွေဆိုဘူဖစ်ဆက်တွေယူလာတယ်ဆိုင်မှာလည်းဘူဖစ်ဆက်အများများတယ်မလို့ဘူးနင်းပြန်ယူသွားလိုက်နင်းသူများစီကိုပဲပြန်ပြီးပေးလိုက်လို့သူ့ကိုပြန်ပေးလိုက်ပြောချင်တဲ့အရာကသူမိုင်းရာဒီလိုမျိုးရယူချင်လို့သူစီကလိုချင်လို့ဒီလိုမျိုးတော်ဝင်ပန်းနေရလာဖို့ရအတွက်မိုင်းရာမျိုးလင်းချက်နဲ့သူ့ကိုတွေးလိုက်တဲ့အစာမဟုတ်ဘူးဒါပေမဲ့တယောက်သူဦးမြတ်တာသူဦးစေတနာဆိုတဲ့အတိုင်းပဲသူယူလာတဲ့ပန်းနေဆိုလို့ရှိရင်တကယ်ကိုအိမ်မှာလည်းပန်းနေအများကြီးပဲဆိုင်မှာလည်းပန်းနေအများကြီးပဲမိုင်းရာဆိုင်မှာလိုအသက်ရှင်နေတယ်လို့ခံစားရတယ်ကိုသူဆိုမိုင်းရာကိုအရန်ချစ်တယ်ကိုလည်းသူ့ကိုချစ်တယ်သူဆိုဒီညနေလဲသူလာတဲ့အချိန်မှာငါ့ကိုတပ်ပုံရိုက်ပေးတယ်ဘာလို့လို့လဲဆိုငါရတယ်နင်တို့မြင်ညိုးအရန်ကြိုက်တယ်တဲ့ဒီပန်းနှစ်ခုကိုသူကိုင်းပြီးမှသူယူလာပေးတာပေါ့ကွာဒီပန်းနှစ်ခုဆိုရင်အရန်ဈေးကြီးတဲ့ပန်းဒီပန်းနှစ်ခုကိုကိုင်းဘေးနားမှာသူ့ရဲ့မြင်ညိုးမိုင်းရမြင်ညိုးကတ်လေးကိုကိုင်းပြီးမှသူကတပ်ပုံရိုက်တယ်တပ်ပုံရိုက်ပြီးဘာလို့နင် Facebook သုံးလာငါနင့်ကိုပြန်ပို့ပေးမယ်ဆိုတော့မသုံးဘူးတဲ့ဒါပေမဲ့ဒီပန်းကိုငါပေးတယ်ဆိုတာနင်သိအောင်ဆိုမှရိုက်ခိုင်းတာတဲ့အဲ့နဲ့ okay ငါရိုက်ပေးမယ်ဆိုမှပြုံးပြီးရိုက်ခံနေပေါ့နော်အဲ့လိုမျိုးဖြစ် तू အယမ်းပျော်နေတဲ့အရာမြင်ရတယ်ကိုကလည်းအယမ်းပျော်ရတယ်ဒီလိုမျိုးတွေဖြစ်တဲ့အခါကျတော့ဘာပဲဖြစ်ကိုကစေတနာနဲ့လှုပ်လာတဲ့အရာကကိုပြန်ရတာဒီထက်ပိုများပါတယ်ဆိုတဲ့အရာကိုမိုင်းကလက်တွေ့ခံစားရတယ်ကိုဆိုကိုဟာနဲ့ကိုဆိုဒီလိုပန်းနေဆိုဘတော်မှလည်းဝယ်ဖြစ်မှာမဟုတ်ဈေးတအားကြီးတဲ့အတွက်ကြောင့်မို့ဒီပြောဈေးအများကြီးတယ်ဒီပန်းရတယ်ငါသူများကိုဘတော်မှနင့်ကိုမလို့ငါပေးတာဆိုမှသူကလာပေးတယ်ပေါ့နော်ကိုမမြင်ဘူးတဲ့ပန်းနေတစ်ခွဆိုဒီနိုင်ငံမှာအရန်ကိုဈေးကြီးတယ်မြင်ကိုမမြင်ဘူးဒါပေမဲ့ကိုမှလေမဝယ်ရပဲနဲ့ဆိုင်မှာလာနေတဲ့အရာတွေခံစားရတဲ့အချိန်မှာတကယ်ပဲဘုရားကိုကျေးဇူးတင်တယ်ဒီလိုမျိုးဆိုင်မှာဒီလိုမျိုး homeless တွေနဲ့ခင်ခွင့်ရတယ်ဒီလိုမျိုး relationship လောက်ခွင့်ရတဲ့အရာတွေအတွက်ကိုတကယ်ကိုဘုရားကိုကျေးဇူးတင်တယ်ကိုပေးလိုက်တဲ့အရာနည်းနည်းဆိုပြီးမှလည်းကိုပြန်ရတဲ့အရာပုံများတဲ့အခါကျတော့သူ့ကိုဆိုအမြဲတမ်းအားရမရှိရင်လည်းပေးဖို့ရအတွက်ဆိုင်ကိုလည်းဝန်ထမ်းတွေကိုလည်းပြောထားတယ်ပေါ့နော်အဲ့နဲ့သူကညနေတိုင်းလာတယ်အမဆိုင်ကဝန်ထမ်းတွေလည်းအကုန်လုံးသူ့တိနေပြီအဲ့လိုမျိုးဟိုကကြတော့မိုင်းတာလေတကယ်ကိုပီတိခံစားရလာဖြစ်တဲ့အတွက်ကြောင့်မို့မိုင်းတာတက်တေခံတာဖြစ်တယ်ကျမ်းနာသူရောက်စီတိုင်းပေါ်မှာဖျာရှင်ကောင်းချီးပေးပါစေ